皆さん、こんにちは。ဒီနေ့ကတော့私よりtry and read grammar ရမှာပေါ့နော်အခန်း3အခန်းတို့ရမှာနံပါတ်1ပေါ့နော်နံပါတ်1ပိုင်း lesson လေးပါတယ် grammar တွေကိုလေ့လာကြရမှာဖြစ်ပါတယ်အဲ့တော့သင်ခန်းစာခေါင်းစဉ်လေးနာမည်ကဘာလဲဆိုတော့ရှင်မင်းနွယ်နော်ပိုရှုရှင်မင်းဆိုတာကဒီမျိုးပြနေထိုင်သူတွေပေါ့နော်နွယ်ဆိုတာကလဲခွဲပေါ့လယ်သမားတွေအတွက် community garden နော်ပိုရှုဆိုတာကဒီရှောက်လွှာရေးခေါ်ယူတာပေါ့နော်။ဘာလဲဆိုတော့သူကမြန်မာလိုပြောမယ်ဆိုရင်တော့မျိုးပြစိုက်ပျိုးရေးခြံအသုံးပြုသူတွေကိုရှောက်လွှာခေါ်ယူခြင်းပေါ့နော်။ဒီထဲမှာပါတဲ့ grammar လေးတွေကိုဒီနေ့လေ့လာကြရမှာဖြစ်ပါတယ်။အဲ့တော့ပထမဆုံးဝါဒရှိတွေစာပိုက်ကိုမဖတ်ခင်ပေါ့နော်ဒီသူထဲမှာပါတဲ့ grammar လေးတွေကိုလေ့လာကြရအောင်။နံပါတ်1 grammar လေးကကြတော့နီယော်ရုနီယော်ရုဆိုတဲ့ grammar လေးပေါ့နော်။သူကသူ့ကိုမြန်မာလိုပြောမယ်ဆိုရင်တော့နီးယော်ရုဆိုတာကအားဖြင့်ပေါ့နော်နီလန်အားဖြင့်နီလန်တစ်ခုခုနဲ့လောက်တာမျိုးကိုနီးယော်ရုပေါ့နော်ဥပမာဆိုရင်ဒီမှာအင်တာနက်တို့နီးယော်ရုအင်တာနက်တို့အင်တာနက်ဖြစ်ပေါ့နော်အင်တာနက်ဆိုရင်နီလန်အားဖြင့်တော့ဒိုးစကောက်သူ့ကိုဘယ်လိုမျိုးသုံးလဲပေါ့နော်သူ့ကိုသုံးပြတဲ့နေရာတွေကတော့တစ်ခုခုကိုလှုပ်ဆောင်တဲ့အခါမှာဆိုရင်နီလန်တစ်ခုခုနဲ့ပေါ့နော် method နီလန်တစ်ခုခုနဲ့ဒါမှမဟုတ်မီသူ့ကိုဂျာကန်အနေနဲ့ထားပြီးတော့လှုပ်ဆောင်တယ်လို့ပြောချင်တဲ့အခါမျိုးမှာနီယော်တို့ကိုသုံးမယ်ပေါ့နော်။ဒါရှိတော့ကနီယော်တို့ဆိုရင်ယော်တို့ရဲ့မှာနောက်ကနောင်လေးလိုက်တယ်ပေါ့နော်။ဒါမှမဟုတ်ဝိဇ္ဇာနေနော်နောင် plan နီယော်တဲ့ဆိုပြီးတော့လည်းအသုံးပြုပါတယ်။အဲ့တော့ဒါရှိတော့ပို့ပြီးတော့နားလည်တော့အိမ်စံမဲ့စာကြောင်းလေးကိုတော့ဖတ်ကြည့်မယ်။နံပါတ်1ဥပမာလေးကဒိုင်းကခုဝအန်ကတ်တိုနီယော်တို့ 満足同調査の結果を発表した。ဒီမှာဒီပဲလေးကဘာလဲဆိုပေါ့နော်ဒီတိုင်းကောက်ခုကဒီတက္ကသိုလ်ဟာဆိုရင်လည်းစစ်တမ်းအဖြစ်ပေါ့နော်အန်ကတ်တုန်နေရလို့စစ်တမ်းအဖြစ်စစ်တမ်းကောက်ယူခြင်းအဖြစ်နဲ့ကျင့်နှံမှုစစ်တမ်းရလက်ပေါ့နော်ဒီမန်ဆိုကုဆိုတာကျင့်နှံမှုမန်ဆိုကုတို့ချောစာကျင့်နှံမှုစစ်တမ်းကိုတဲ့စစ်တမ်းရဲ့မှာခက်ကောက်ဟာပြောတာရလက်ကိုတဲ့ဖော်ပြခဲ့ပါတယ်တဲ့အဲ့တော့သူကစစ်တမ်းရဲ့မှာရလက်ကိုပြောပြတာကဒီအန်ကတ်တိုနီယောတို့ပေါ့နော်စစ်တမ်းကိုကောက်ယူခြင်းအဖြစ်အဲ့တော့ဒီနီယောလို့ဆိုရင်နီလန်အဖြစ်ပေါ့နံပါတ်2ကကြတော့ခေအေကောက်ကူရီယောနော်ကိုစားဝကိုကီဝါတဲ့အာရှိကန်ကိုအခေါ်ဝါရာစုရပိုတိုနီယောတို့လျောကာကိုအခုနာကိုစီဝါရေးစီမံခန့်ခွဲမှု theory ဟာဆိုရင်ဒီစတင်ချိန်မှာစာမွေးမစစ်ဖဲတဲ့ပေါ့နော်အခုတော့နာဝါစုစာမွေးမစစ်ဖဲတဲ့ report တော့နီရတို့ဒီ report အဖြစ်ပဲပေါ့နော်အစီခံစာအဖြစ်နဲ့ယောဂကိုအခုနောက်ဒီပေါ့နော်အကဲဖြတ်စစ်ဆေးပါမယ်တဲ့ဘယ်လိုမျိုးအကဲဖြတ်စစ်ဆေးမှလဲဆိုတော့ report တော့နီရတို့ဒီ report အဖြစ်ပေါ့နော်အစီခံစာအဖြစ်ဒီသူရဲ့မှာယောဂကိုတဲ့စစ်ဆေးမှဖြစ်ပါတယ်တဲ့အခုက Olympic ခုနော်ခိုင်းဆိုင်ကြည့်ပါတဲ့ IOC နော်いいえの同僚によって決めることになっているတဲ့။သူကဘာကိုပြောချင်တာလဲဆိုတော့အိုလံပစ်ပွဲတော်ကျင်းပမယ့်နေရာကိုတဲ့ဒီ IOC ရဲ့မှာကော်မတီအဖွဲ့ဝင်တွေရဲ့မှာဒီမဲပေးမှုပေါ့နော်။ဒူလျောမဲပေးမှုအားဖြင့်တဲ့ဒီဆုံးဖြတ်မှာဖြစ်ပါတယ်တဲ့။အဲ့တော့သူကဆုံးဖြတ်မှာဆိုရင်ဘယ်နည်းနဲ့ဆုံးဖြတ်မှာလဲဆိုတော့いいえの同僚によってကော်မတီအဖွဲ့ဝင်တွေရဲ့မှာမဲပေးမှုရလဒ်နဲ့ဆုံးဖြတ်မှာပေါ့နော်အဲ့တော့နီလန်နဲ့ဆုံးဖြတ်မှာနီယောတဲ့နီလန်အဖြစ်ပေါ့နော်နောက်တစ်ခုကဝါကရှာဝါတဲ့ရှာနိုင်တော့ခိုးရောကိုအေဂိုနီစရုကိုတိုနီယောတဲ့ကိုကူဆိုင်ခါအိုတဲ့မေဇတ်တေယူတဲ့ဒီကျွန်တော်တို့ရဲ့မှာကုမ္ပဏီဟာဆိုရင်ねကုမ္ပဏီရဲ့ရုံးသုံးဘာသာစကားကိုဒီအင်္ဂလိပ်ဘာသာစကားအဖြစ်ပြုလုပ်ခြင်းအဖြစ်နဲ့နိုင်ငံတကာအဆင့်မီဖို့အတွက်တဲ့ဆောင်ရွက်နေပါတယ်တဲ့နီယောတဲ့ပေါ့နော်နီလန်အဖြစ်
အဲ့တော့ဒါရှိတို့နီးရော်တို့နီလန်အဖြစ်တခုခုကိုနီလန်အဖြစ်အသုံးပြုပြီးတော့လှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်တယ်လို့ပြောချင်တဲ့အခါမှာမျိုးပါဆိုရင်သုံးပါတယ်။ Okay နီးရော်တို့ပြီးတော့နောက်တဲ့ grammar လေးပေါ့နော်။နောက်တဲ့ grammar လေးကကြတော့နီးတိုက်တဲ့ပေါ့နော်။နီးတိုက်တဲ့သူ့ကိုမြန်မာလိုပြောမယ်ဆိုရင်အပေါ်မှာပေါ့နော်တခုခုရဲ့မှာအပေါ်မှာတခုခုကိုခြေခံပြီးတော့ပေါ့နော်နီတိုက်တဲ့အဲ့တော့ those ကောင်သူ့ကိုဘယ်လိုမျိုးအသုံးပြုမလဲပေါ့ဟစ်တိုနီမူခတ်တဲ့ပေါ့နော်လူတယောက်စီပြီးတော့ဦးတည်ပြီးတော့တုံ့ပြန်တာမျိုးတွေတုံ့ပြန်တာမျိုးတွေတပီတော့ဒါမှမဟုတ်ကိုယ့်ရဲ့မှာသဘောထားကြီးပြတာပေါ့နော်ဥပမာဆိုရင်ဒီရစားရှိချင်နာတာတော့ရှစ်စရိတာဒီရိုင်းဆိုင်တာတော့ပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့မှာသဘောထားကြီးပြတဲ့ခါမျိုးမှာသုံးတယ်အမှန်တချက်ပေါ့နော်နောက်တစ်ခုကကျတော့ဒီအိခက်ကိုယ့်ရဲ့မှာထင်မြင်ယူဆချက်တွေမွန်တိုင်ပြဿနာတွေပြီးတော့ယော်ကျူပေါ့နော်တောင်းဆိုချက်တွေနဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီတုံ့ပြန်တာတွေကန့်ကွက်တာတွေရေးဆွဲတဲ့အခါမျိုးတွေမှာဆိုရင်လည်းသုံးတယ်ပေါ့နော်အဲ့တော့သူမြန်မာလိုမှတ်ထားမှာကနေတိုက်တဲ့ဆိုရင်တခုခုရဲ့မှာအပေါ်မှာကိုကတုံ့ပြန်ချက်တွေပေးတာပေါ့နော်အဲ့တော့ဘာနဲ့တွဲမလဲဆိုတော့သူက noun plus နေတိုက်တဲ့အဲ့တော့နေတိုက်တဲ့နာမှာဆိုရင်ဝါတို့မိုးလဲလိုက်တယ်ပေါ့နော်ဒါမှမဟုတ်နေတိုက်စုလို့ဆိုရင်တော့နောက်မှာ noun လေးလိုက်မယ်ပေါ့အဲ့တော့ example စာကြောင်းလေးရေးကြည့်ချင်မယ်ခဏကြောပါဒါရနီတိုက်တဲ့တိုက်တဲ့မို့ရှင်းဆက်ဆိုတဲ့ပေါ့နော်ခဏတော့ကုတ်ဒီကောင်းမလေးရတဲ့ဒါရနီတိုက်တဲ့ဘသူ့ပေါ်မှာမဆိုပေါ့နော်ဒီဘသူ့ပေါ်မှာမဆိုတဲ့တိုင်းရှင်းဆက်ဆိုတဲ့ပေါ့နော်သူကကျင်နာတတ်ပါတယ်တဲ့တော့ဘသူ့အပေါ်မှာမဆိုပေါ့နော်နီတိုက်တဲ့မဲဦးရの人に対しては敬語を使いましょうဒီမဲဦးရの人ဆိုတာကကိုရမအထက်လူကြီးပေါ်မှာဆိုရင်တော့တဲ့ခဲကိုစကိုင်းမရှော့ဒီရင်ချရဲ့သုံးလုံးတွေကိုသုံးကြရအောင်တဲ့နောက်မှတစ်ခုကရှိယူကကုစနီတိုင်ဆူလို့ရှောကကုခင်နာတော့နော်အန်ဂျုံဝါမာရာဂျဘိုဒေဝနိုင်တိုအမိုးတဲ့အဲ့တော့ရှိယူကကုဆဲဆိုတာကကိုယ်ပိုင်စိတ်နဲ့ပေါ့နော်ကိုယ့်ရဲ့မှာပဲဆက်နဲ့လာပြီးတော့နိုင်ငံခြားပညာသင်ကျောင်းသားတွေအပေါ်မှာတဲ့ရှင်ရှောကကုခင်ဆိုတာကဒီ scholarship ပတ်ဆက်ကဆိုရင်တော့တဲ့နော်ဒီ scholarship ပတ်ဆက်တွေမှာထောက်ပံ့မှုကဆိုရင်တော့တဲ့ခုထိမလုံလောက်သေးဘူးလို့ဒီထင်ပါတယ်ပေါ့နော်この病気に対する効果的な治療法はまだ見つかっていない。ဒီ病気ဆိုတာကဒီယောဂပေါ်မှာပေါ့နော်ဒီယောဂပေါ်မှာအာဒီယောဂအပေါ်မှာအကျိုးတရားမှုရှိရဲ့နီးကုသမှုနေလဲဆိုရင်တော့ခုထိရှာမတွေ့သေးပါဘူးတဲ့အဲ့တော့ဒါရှိတော့မှတ်ထားမှာကနီးတိုင်းဆိုလို့ဆိုရင်တခုခုရမှာအပေါ်မှာပေါ့နော်တခုခုပေါ်မှာအခြေခံပြီးတော့ကိုယ့်ဘက်ကပြင်မှုတုံ့ပြန်ဆောင်ရွက်တာမျိုးကြီးပေါ့နော်โอเคနီးတိုင်းဆိုလို့ပြီးတော့နောက်တစ်ခုကတမယ်ပေါ့နော်တမယ်ဆိုတာကဒါရှိတော့အတွက်ပေါ့နော်မြန်မာလိုဘာသာပြန်မယ်ဆိုရင်အတွက်သူ့ကိုဘယ်လိုများသုံးမလဲဆိုတော့ပေါ့နော်အတွက်လွယ်သုံးတယ်ပြီးတော့ကြောင်ပေါ့နော်အကြောင်ရင်ကြောင်တစ်ခုခုကြောင့် those ကကိုဘယ်လိုမျိုးသုံးလဲဆိုတော့နာနီနာနီကကန်ရင်တစ်ခုခုကအကြောင်းရင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမှမဟုတ်တစ်ခုခုက review အကြောင်းများချက်အကြောင်းလို့ပြောချင်တဲ့အခါမျိုးမှာဆိုရင်လည်းသုံးပါတယ်တဲ့သူရမှာဆက်စကူပိုင်းနဲ့တွေ့လဲဆိုတော့ play foul plus တာမယ်နီပြီးတော့နောက်ရည်တဲ့ဆိုရင် not တာမယ်နီပေါ့နော်နောက်ဆိုရင် now not တာမယ်နီโอเค私ဥမာစာကြောင်းလေးတွားကြည့်မယ်ပေါ့နော်雨のためにハイキングは中止めになりましたမိုးကြောင့်မလို့နော်雨နောင်ဆိုတာနောင်တော့တာမယ်နိမိုးရတဲ့အတွက်ကြောင့်မလို့တဲ့ဒီ hiking ကိုကဆိုရင်တဝက်တစ်ပြက်နဲ့ရက်တက်ရက်လိုက်ရရပေါ့နော်ခိုင်ကိုကိုချေခံကိုချက်ကိုကဖွေတာတမယ်ခိုင်ကိုကိုကိုနော်ပန်ဖရက်တိုစကူကိုတိုနီနတ်တာဒီနိုင်ငံခြားဧည့်သည်တွေကများလာတဲ့အတွက်ကြောင့်မို့လို့ဒီနိုင်ငံခြားဘာသာစကားနဲ့ပြုလုပ်တဲ့ဒီ pamphlet တွေကိုပြုလုပ်ခဲ့ပါရဲ့တဲ့仕事のため
電車が遅れております。事故のためပေါ့နော် sorry ပါဒီ事故のためအစီဒံဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့電車が遅れておりますယထာကားတဲ့နောက်ကြပါပဲတဲ့ကိုယ်ကဒီမှာ review ပေါ့နော် review အကြောင်းပြချက်ကိုပြောချင်တဲ့ခါမျိုးမှာဆိုရင်လည်းသုံးတယ်ပေါ့နော် ABK 大学試験の大学受験のためဒီ ABK တက္ကသိုလ်ရဲ့မှာတက္ကသိုလ်ဝင်ခွင့်အတွက်စူးစမ်းမယ်ပါတယ်ပေါ့နော်နောက်မှဆက်လို့ရတယ်အဲ့တော့တမယ်လို့ထုံးကျင်တဲ့ခါမျိုးပြောဆိုရင်ဒါရှိရတခုခုကအကြောင်းရင်းနေဖြစ်တဲ့ခါတွေတောင်းမို့တခုခုက review ဖြစ်တဲ့ခါမျိုးမှာသုံးပါတယ် okay တမယ်ပြီးတော့လည်းရှုနောက်တစ်ခုပေါ့နော်နောက် grammar လေးကကြတော့ nisuki ပေါ့နော် nisuki ဆိုတာကတစ်ခုချင်းစီတစ်ခုချင်းအလိုက်ပေါ့နော်အဲ့လိုမျိုးတစ်ခုချင်းစီအလိုက်လို့ပြောချင်တဲ့ခါမျိုးမှာသုံးပါတယ်ဥပမာဆိုရင်တယောက်ကိုမုံတစ်ခုပေါ့နော်အဲ့လိုမျိုး nisuki hitori nisuki hidosu ပေါ့နော်တယောက်ကိုတစ်ခုအဲ့လိုမျိုးအလိုက်လို့ပြောချင်တဲ့ခါမျိုးမှာဆိုရင်သုံးတယ်ပေါ့နော်အတူတော့ရှင်းလေးရနောင်းနဲ့ပဲတွေ့မယ်ပေါ့ exam စာကြောင်းလေးတွေကိုကြည့်ကြည့်မယ်とスポーツクラブ会員以上の方でも1回につき2000円で施設をご利用いただけますတဲ့ဒီပြရပါလေဆိုပေါ့နော်ဒီကိုတိုးဆိုတာကျွန်တော်တို့ရဲ့မှာဒီ sport club ဟာဆိုရင်ねအသေးဝင်မဟုတ်သူများလဲပေါ့နော်ဤကြောင့်တဲ့မို့အသေးဝင်မဟုတ်တဲ့လူများလဲတစ်ချိန်ကို2000ရန်နဲ့ဒီသူရမှာပစ္စည်းတွေကိုတဲ့သုံးလို့ရပါမယ်今回のチャリティーコンサートははがき1枚につき2名様までお申し込みいただけますတဲ့ယခုတစ်ခုချိန်ပေါ့နော် Brighter ပွဲမှာဆိုရင်ね postcard တစ်စောင်မှာဆိုရင်လူ2ယောက်ထိပေါ့နော်ဆိုရင်ပေးသွင်းလျှောက်ထားလို့ရပါတယ်တဲ့ running good machine は予約制でご利用はお一人につき30分までとなっておりますတဲ့ဒီအပြည့်အစုံဆိုရင်ねကြိုတင်ရချင်းရယူသောစနစ်ဖြစ်ပြီးတော့လူတစ်ယောက်ကိုမိနစ်30အထိတဲ့အသုံးပြုလို့ရပါတယ်တဲ့ okay အဲ့တော့ဒါရှိလို့လေနောက်ဆုံး grammar လေးကိုတွားကြည့်မယ်ပေါ့နော်နောက်ဆုံး grammar လေးကကြတော့ story ပေါ့နော် story ဆိုတာကမြန်မာလိုပြောမယ်ဆိုရင်အတိုင်းပေါ့နော်အတိုင်းသူက dose ကောက်ပေါ့နော်ဘယ်လိုမျိုးသုံးလဲဆိုရင်တရားရောက်ကပြောခဲ့တဲ့အတိုင်းဒါမှမဟုတ်ရင်ကြိုတင်မှန်းဆထားတဲ့အတိုင်းပေါ့နော်ပြောခဲ့တဲ့အတိုင်းဒါမှမဟုတ်ကြိုတင်မှန်းဆထားတဲ့အတိုင်းဖြစ်လာတယ်လို့ပြောချင်တဲ့အခါမျိုးမှာဆိုရင်သုံးတယ်ပေါ့နော်သူရဲ့မှာဆက်စစ်စကောကပါလေးလဲဆိုတော့ verb ဆိုရင် dictionary found ta found story noun ဆိုရင် noun တော့ story ပေါ့နော်အဲ့တော့私をexam စာကြောင်းလေးကိုတွားကြည့်မယ်今日の映画は本当に面白かった。友達が言った通りだったတဲ့ဒီနေ့ကြည့်ခဲ့တဲ့ရုပ်ရှင်အဆိုရင်နဲ့တကယ်ကိုပဲစိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်တဲ့တကယ်ချင်းကပြောခဲ့တဲ့အတိုင်းပဲတဲ့初めて見た富士山は私が想像していた通りに綺麗だった。ပထမဆုံးနဲ့မြင်ခဲ့ရတဲ့ဒီဖူဂျီတောင်ဆိုရင်ねကျွန်တော်တွေးထားတဲ့အတိုင်းပဲတဲ့လှပခဲ့ရပေါ့နော်တိုရီနီခီရီတာတာလှပခဲ့ပါတယ်ヨリの本に聞いてある通りに作ったら美味しくできたဒီဟင်းချက်ဆောင်မှာပါတယ်ရေးထားတဲ့အတိုင်းပဲအဲ့ဒါရေးထားတဲ့အတိုင်းပေါ့နော်တိုရီနီရေးထားတဲ့အတိုင်းပြုလုပ်မယ်ဆိုရင်တော့တဲ့ဒီအရာသာရှိလာမှာပါတဲ့အဲ့တော့တိုရီနီပေါ့နော်တခုခုကဖြစ်လာတဲ့ပြောတဲ့အတိုင်းမှန်းဆတဲ့အတိုင်းဖြစ်လာရဆိုရင်တိုရီကိုသုံးပါမယ်အဲ့တော့ဒါရှိတော့ grammar ကျင်းမှာပါတဲ့ grammar pattern လေးတွေကဒီလောက်ပဲပေါ့နော် grammar pattern လေးသင်ပြီးဆိုတော့ရှေ့ဆုံးကဒီစာပိုက်ကြီးကိုတွားပြီးတော့ဖတ်ကြည့်မယ်ပေါ့ဟုတ်ဒါရှိတော့ဖြည်းဖြည်းချင်းစီဖတ်ကြည့်ကြမယ်ပေါ့နော်အဲ့တော့သူရဲ့မှာခေါင်းစဉ်လေးကပါလဲဆိုတော့တိုကိုင်းတော့မန်နကာတဲ့ရာဆိုင်စုခရီပေါ့နော်တိုကိုင်းတော့မန်နကာဆိုတာကမြို့ပြရဲ့မှာအလယ်မှာဆိုရင်ねအလယ်မှာဒီဟင်းသီးဟင်းရက်တွေကိုစိုက်ပျိုးကြစို့ဆိုပြီးတော့သူခေါ်ထားလေပေါ့နော်
호는 도모 시민노예の利用者の募集を開始します。ယခုနှစ်မှာဆိုရင်လည်းပဲမြို့ပြစိုက်ပျိုးရေးကြံသုံးမျိုးသူများကိုတဲ့ခေါ်ယူခြင်းစတင်မှာတော့မယ်တဲ့ご希望の方は2ヶ月待つ実装までにお申し込みくださいတဲ့အသုံးပြုတွေရာဆိုရင်တဲ့ဒီနီးကဆိုပေါ့နော်2လပိုင်းမဆွတ်ချစ်ဆိုတာကနောက်ဆုံးရက်မတိုင်မီပေါ့နော်2လပိုင်းနောက်ဆုံးရက်မတိုင်မီအထိတဲ့ရှောက်လာတင်ပေးပါတယ်အင်တာနက်တို့နီးရတော့အမရှိခွန်မီမိုโอเคစကမတ်ဒီအင်တာနက်ကိုအသုံးပြုပြီးတော့ရှောက်လာတွေကိုလည်းပဲသူလက်ခံပါမယ်တဲ့စကုနန်ဝလျှကူခုကခုနော်ပိုရှုနီတိုင်းတဲ့ယခုဂျူယခုပေါ့နော်လျှကူနီဂျုံမဲနော်ကိုအိုဘောကားတဲ့အာရီမတ်တာတဲ့ဒီမနစ်တုန်းကတော့တဲ့စိုက်ပျိုးကွက်100ခေါ်ယူခဲ့မှုမှာဆိုရင်ねလျှောက်ထားသူက120ရှိခဲ့ပါတယ်တဲ့希望者が多いため定員を超えた場合は初めての方を優先いたしますတဲ့လျှောက်ထားလူတွေများပြားကြောင့်မလို့တဲ့တမန်ဝီတဲ့ကျော်လို့မယ်ဆိုရင်တော့တဲ့ပထမအောင်ဆုံးလျှောက်ထားရဲ့လူကိုတဲ့ယူဆိုင်တာရှိမှာပေါ့နော်ဦးစားပေးပါမယ်တဲ့まだ1家族につき1個過去に限定させていただきますတဲ့ဒါမိသားစုတစုမှာဆိုရင်တကွနှုံးဖြစ်တာလေကန့်တန်ပေးထားပါမယ်တဲ့မိုရှိကွန်မီအော်တိုယာဝါဆေရှီမဲခရီနာတို့ဝါခါကီနိုဒိုရီဒက်တဲ့ဒီရှောက်လာရှောက်ထားပုံတွေမေးမြန်းစုံစမ်းမေးမြန်းခြင်းနဲ့ဒီဒလိုင်းနေဖို့ဆိုရင်တော့အောက်ကရေးထားတဲ့အတိုင်းပဲဖြစ်ပါတယ်တဲ့皆様のご応募をお待ちしておりますတဲ့လူကြီးမင်းတို့ရဲ့မရှောက်ထားမှုကိုစောင့်မျှော်နေပါတယ်ပေါ့နော်အဲ့တော့ပိုရှုခုကခုခေါ်ယူသည့်စိုက်ပျိုးခွဲပေါ့နော်စိုက်ပျိုးခွဲဘယ်နှခွဲလဲဆိုတော့လျာခုခုကခုပေါ့နော်စိုက်ပျိုးခွဲတရားရောခင်ပေါ့နော်ဒီအသုံးပြုကပေါ့နော်အသုံးပြုကကြတော့နန်အချီမန်အန်ပေါ့နော်တနေ့မှာဆိုရင်1000ပေါ့ရှီမက်ခရီတန်လိုင်းကတော့နီကာဆိုမဆူချစ်ဆိုပေါ့နော်2လပိုင်းနောက်ဆုံးရက်ထိမိုရှိခွန်မီအိုတိုယာဝါဆေဒီရှောက်လာကဘယ်မှာတင်ရမှာလဲပြီးတော့ဘယ်မှာစုံစမ်းမြင်လို့ရမလဲဆိုရင်တော့ရှီယာခုရှော့ခါဆဒိုကပါနော်မြို့နယ်ရုံးရမှာလူနေဘဝဌာနပေါ့အဲ့မှာရှောက်လို့ရပါတယ်တဲ့ခေပါအဲ့ဆိုရင်ဒီနေ့ပေါ့နော်ဝတ်သားရှိလို့ရဒီနေ့သင်ငယ်တဲ့ grammar လေးတွေက try and do မှာရမှာအခန်း3ရမှာနံပါတ်1တမပါရှိတဲ့ grammar pattern လေးတွေကိုသင်ခဲ့ရတာဖြစ်ပါတယ်。はい、ဒီနေ့တော့ဒီလောက်ပါပဲ。お疲れ様です。